မိတ်ဆွေတို့စိတ်ကူးကြည့်ဖူးလားလူတယောက်ကိုအလွဲတကူမျိုးချနိုင်ပြီးမိချောင်းဒီဟိုတောင်ပြန်ဖန်းစားနိုင်တဲ့ထက်တော်မျိုးဒီကဘာပေါ်မှာတကယ်ရှိနေတယ်ဆိုရင်ယုံမလားဟုတ်ပါတယ်ဒီနေ့တော့လူတိုင်းကြောက်ကြပေမဲ့စိတ်ဝင်စားမှုအရှိဆုံးခေါင်းစဉ်တစ်ခုဖြစ်တဲ့ကဘာအကြီးဆုံးငွေမျိုးစိတ်အကြောင်းကိုပြောပြပေးသွားမှာပါအနကွန်ဒါလားစပါးအောင်လားဘဲကောင်ကတကယ်ပဲရင်လဲဆိုတာအခုပဲကြည့်လိုက်ကြရအောင်တကယ်တော့အကြီးဆုံးဆိုတဲ့နေရာမှာနှမျိုးခွဲပြီးပြောရလိမ့်မယ်။ဘာလို့လဲဆိုတော့အရှည်ဆုံးငွေနဲ့အလေးချိန်အများဆုံးငွေကမတူကြလို့ပါပဲ။ကမ္ဘာပေါ်မှာအရှည်ဆုံးစံချိန်ထားတာကတော့ကျွန်တော်တို့အရှေ့တောင်အာရှဒေသမှာတွေ့ရလေရှိတဲ့ reticulated python လို့ခေါ်တဲ့စပါးအုံးငွေမျိုးစိတ်ပါ။သူတို့ကပေ30ကျော်အထိရှိနိုင်တယ်။ဒါကတာမန်3ထပ်တိုင်လောက်အမြင့်ရှိတယ်နော်။ဒါပေမဲ့ခန္ဓာကိုယ်ထူးထည်တဲ့အလေးချိန်မှာတော့သူကဆရာတဆူမဟုတ်ပါဘူး။အဲ့ဒီနေရာမှာဘိုးဆွဲတာကတော့တောင်အမေရိကတိုက်အမေဇုန်သစ်တောကြီးတွေက green anaconda ကြီးတွေပါပဲ။ဒီ green anaconda တွေအကြောင်းနည်းနည်းပိုပြောပြခြင်းနဲ့သူတို့ကအရွှေအားဖြင့်ပေ20ဝန်းကျင်လောက်ပဲရှိတတ်ပြီးမြဲသူတို့ရဲ့လုံးပါကတော့တော်တော်ကိုကြီးမားပါတယ်။တချို့အကောင်ကြီးတွေဆိုရင်လုံးပါကကားတာယာအကြီးစားလောက်ရှိနိုင်တယ်လို့အလေးချိန်ကလည်းပေါင်900ကီလိုနီလာကျော်အထိရှိနိုင်တယ်။ဒါကကြားအကြီးစားတစ်ကောင်ရဲ့အလေးချိန်နဲ့အကျူတူလောက်ပဲဗျာ။သူတို့ကကုန်းပေါ်မှာဆိုရင်တိတ်လေးလို့ရေထဲမှာပဲအနီများတယ်။ရေထဲမှာဆိုရင်တော့သူတို့ကအယားမြန်ပြီးကြောက်စရာကောင်းတဲ့မိုးဆိုးတွေဖြစ်သွားပြီ။တော်ဝတ်တွေတမင်တွေတခါလေကြားကွာကြားတစ်တွေနဲ့မိချောင်းတွေကိုတောင်ရစ်ပတ်ပြီးအယိုးချိုးမျိုးချပင်နိုင်စွမ်းရှိကြတယ်။ကဲဒါကလက်ရှိကဘာပေါ်ကအကြီးဆုံးတွေပေါ့ဒါပေမဲ့တမိုင်းတစ်ချောင်းလုံးမှာအကြီးဆုံးကသူတို့ဟုတ်ရဲ့လားမဟုတ်ပါဘူးလွန်ခဲ့တဲ့နှစ်တန်းပေါင်း60လောက်ကတိုက်တာနိုဘိုအာတို့ခေါ်တဲ့ငွေကြီးတွေရှိခဲ့ဖို့တဲ့သူတို့ကအရှည်42ပေလောက်ထိရှိပြီးအလေးချိန်ကတစ်တန်းပေါင်1000ကျော်လောက်ထိရှိခဲ့တာပါပြောရရင်အခုခေတ်အနကွန်ဒါဒီကအဲ့ဒီတိုက်တာနိုဘိုအာကြီးတွေရဲ့ပါးဆောက်ပေါင်လောက်ပဲရှိမယ်ထင်တယ်ကန်ကောင်းတာကသူတို့တွေအခုခေတ်မှာမရှိတော့တာပါပဲမဟုတ်ရင်ကျွန်တော်တို့လူသားတွေအတော်လေးဒုက္ခရောက်မှတေးကြတယ်ဆိုတော့အချို့ပြောရရင်ကိုလုံးအကြီးဆုံးနဲ့အလေးဆုံးက green anaconda ဖြစ်ပြီးအရှည်ဆုံးကတော့ reticulated python စပါးအုံးငွေဖြစ်ပါတယ်တဘာဝတရားကြီးစားတကယ်ကိုအံ့ဩစရာပါပဲနော်မိတ်ဆွေတို့ကဒီမွေကြီးတွေနဲ့ပတ်သက်ပြီးဘယ်လိုမြင်လဲတကယ်လို့များအမေဇုန်တော်ထဲရောက်သွားရင်အနကွန်ဒါကြီးတွေနဲ့မျက်နှာချင်းဆိုင်တွေ့ချင်းမလားကွန်မန့်မှာရေးပေးသွားကြပါအောင်ဗီဒီယိုလေးကိုနှစ်သက်ရင် like နဲ့ share လုပ်ဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်